Hello WPH ကကြိုဆိုပါအခုဒီနေ့ပြောချင်ကြအောင်လေးပါလဲဆိုတော့ဒီတမနေ့ကတွေ့ရတယ်မှာအဲ့ဒါလေးကတော့ဒီဗီဒီယိုအကြောင်းပြောခင်မှာကျွန်တော်ရဲ့ဒီဇာတ်လမ်းအကြောင်းရင်ပြောချင်တယ်ဟုတ်ပြီအဲ့တော့ဒီကျွန်တော် channel မှာဗီဒီယိုတစ်ခုကြည့်ပြမယ်ထင်ပါတယ်အဲ့ဒါလည်းဒီ Samsung Galaxy Watch ကိုဘယ်ဖုန်းမဆိုပါတော့အထူးသဖြင့်ဒီ tube phone တွေမှာဘယ်လို pairing လုပ်လဲဆိုတာပတ်သက်ပြီးတော့ကြည့်ပြကြမှာထင်ပါတယ်အဲ့မှာကျွန်တော်ရဲ့ပြဿနာခက်ပါလဲဆိုတော့ဒီချိတ်ဆက်မှုနဲ့ပတ်သက်ပြီးရမ်းရေးကြည့်ရဒါပေမဲ့သိရမှာဒီ Samsung Galaxy Watch ကဒီ Samsung phone နဲ့ရည်ညွှန်းတယ်သို့တော့အဲ့လိုရည်ညွှန်းခဲ့တယ်ဆိုရင်သူတို့ကြော်ညာမှာအစားတည်းကဒီ Samsung phone နဲ့မှာလုပ်ဖြစ်ပါဆိုပြီးတော့ကြော်ညာတဲ့တယ်တင်မလားဒီ iPhone နဲ့သုံးလို့ရတယ်လို့ပြီးခါချင်းဒီတခြား Android phone နဲ့သုံးလို့ရဆိုပြီးတော့အဲ့လိုမပြောခဲ့သေးဘူးဟုတ်ပြီအဲ့လောလောတိုင်ပါတယ်ပြီးခါချင်းကျွန်တော်အမှားတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒီနိုင်နဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါလေးကဒီဟိုညာနိုင်ရရင်ဝင်ပြီးပျက်စီးသွားတယ်ဒါကတော့ကျွန်တော်အမှားပါတင်မလားဒီ Samsung အမှားတော့မဟုတ်ဘူးသူတို့ကြော်ညာမှာတင်မလားဒီရေးစိမ့်ခံတယ်ဆိုပြီးတော့မပြောခဲ့တယ်ပြီးခါဒီ 5ATN ဆိုတာဘာမှမဟုတ်ဒီ bullshit လို့ထင်တယ်ကြည့်ရလေသူမပြောခဲ့တယ်တင်မလားပြောဆိုအဲ့နိုင်ရဲ့ဒီ body building ကကြည့်ရဒီရေးစိမ့်ခံမဲ့ဟိုတင်မလားဒီ adhesive sticker ကတ်ထားရမထင်ကြည့်ရလေကျွန်တော်အထင်မှာကတ်ထားရမထင်ဘာလို့ဆိုဒီ Galaxy Watch Ultra မှာတချို့လူဖြုတ်တာကြီးခဲ့တဲ့ခါကျသူတို့ဟိုတင်မလားဟိုရေကာတဲ့အရာတွေတိတ်မတွေ့ရအောင်ဗျတကယ်မတွေ့ရအောင်အခုတော့ခံလိုက်ရကျွန်တော်သိသွားပြီနော်မှတ်သွားပြီပါဒါမှမဆိုရင်အခုဒီရှိပါသေးရဲ့ဒီကောင်လေးရဲ့သိန်းနိုင်တင်လားကြံလဲရောင်းလို့မရဘူးတင်ရေဝင်ပြတ်သွားဆိုဘာလို့မရအောင်ညဒီကောင်လေးပါနော်ဟုတ်အဲ့တော့အားလေးရောတရာ Yep Huawei Watch GT5 Pro ဖြစ်ပါတယ်အဲ့ကောင်အကြောင်းလေးစလိုက်ရဟုတ်ပြီအဲ့တော့ဒီ Huawei ဘက်ကNovember လ2024လို့ကျွန်တော်ထင်တယ်နော်တေချာမကြည့်ရသေးဘူးဟုတ်ပြီအဲ့ Huawei ဘက်ကမိတ်ဆက်ခဲ့ပါနော်ဒီ Huawei GT5 series မိတ်ဆက်ခဲ့တယ်Huawei Watch GT5 ပြီးခါကျ Huawei Watch GT5 Pro ဖြစ်တယ်အဲ့မှာကျွန်တော်မျက်စိကြာသွားတယ် Huawei Watch GT5 Pro ပေါ့နော်ဟိုဒီ titanium strap နဲ့လိုက်ပြီးခါကျလုံးဝကြည့်လို့ကောင်းတယ်ဒီလူကြီးနဲ့လုံးဝလိုက်ဖတ်တယ်နော်နည်းနည်းလေး gentleman ဆန်တယ်လို့ပြောလို့ရဆိုတော့ unboxing တွေ့ကြုံဘယ်လိုလဲ unboxing တွေ့ကြုံတော့ကောင်းပါတယ်ဒါဒီ sign နေဖောက်လာပြီးသားပါနော်အခုကဒီဒီပိုင်းချပြကြတယ်ဘယ်လိုပုံစံလဲဆိုတာပေါ့နော်ချိန်မျိုးလေးပါနော်အဆက်ကတော့ဖြုတ်ထားပြီးသားပေါ့ဒီ strap ကအစစ်လေးဖြုတ်ထားပြီးသားmanual guide ပါတယ် manual guide နှစ်အုပ်တောင်ပါတယ်ဒီခါရှင်အသွင်းကျိုးကဒီမှာဒါဒီအသွင်းကျိုးလေးဒီလိုပါတယ်ဆိုတော့ wireless ပေါ့နော် wireless နဲ့ run နော် wireless နဲ့ပြုတ်ကျလွယ်ပေါ့ okay ဒီခါရှင်ဒီ watch strap စစ်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့ watch strap ဖြောတက်လို့လွယ်ပါဟိုအပိုလေးရထားပေးတာဒီကောင်လေးอ่ะဆိုတော့ပါဟုတ်ပြီအဲ့တော့ကောင်းပါဒါလေးတော်မိုက်တယ်ပြီးရင်ဝယ်တဲ့ခါရှင်Huawei ရနော်ဒီကလက်ဆောင်လေးပေးHuawei Faber SC2 ကြည့်ရတော့ဆိုရင်မစိုးပါဘူးဒါပေမဲ့အထင်တော့မသေးစေချင် Huawei မလို့ဆိုပြီးHuawei ကနှစ်ချက်ကောင်းတာပါပါကျွန်တော်သူရှိတဲ့တခါတော့လည်းဝယ်ဘူးပါနော်အခုတည်းရှိသေးရဲ့မတွေ့ပြီဒီမှာဒါလေးက Faber Pro ပေါ့နော်တချို့အထင်သေးရ Huawei မလို့ဆိုပြီးအဲ့လိုမဟုတ်Huawei နဲ့ဒီ Apple လိုမျိုး quality ကောင်းလေးပေးရမစို့မတော်မြတ်တဲ့အကြောင်းရတော့ battery ကချုံသွားပါနော်ဘယ်တစ်ခုချုံသွားတာကျွန်တော်ရအကုန်ကောင်းတယ်အဲ့တော့အမသိတဲ့ကြားရခါဒီကပလက်သွားပြီဆိုတော့ပြနော်ဒါဒီနှစ်ချက်ကောင်းတစ်ခုပဲမစို့အကူလည်းအဲ့လိုမျိုးဖြစ်လာမှယူစားတယ်တင်လားဒါဒီအသစ်ဆက်ဆိုတော့တင်လားရောင်းမယ်လို့စဉ်းစားတယ်သုံးတော့မသုံးရဲဒါဒီတစ်ခုကြည့်လိုက်အောင် IP54 ပါတယ်ဟိုရေးစိမ်ခံရမသိအကျဉ်းတွေချွေးပိတ်ခံတယ်โอเคအဲ့ဒါပေးရအောင်နော်
ဒါပေမဲ့သတိထားမြတ်တဲ့ဆိုရှင်ဘယ်လိုပြောရမလဲဒီ Huawei show တော့အစစချင်းရောင်းတော့ဒီကောင်အလုံးတော့မဟုတ်ဒါပေမဲ့ဒီ GT5 Pro ပဲအဲဒီကောင်ဗာလဲဝယ်တဲ့အခါချင်းဒီ Huawei ဗာလဲ Band 8လားမသိဒီလက်ဆောင်ပေးလို့ပြောဒါဒီကလက်ဆောင်မရတော့ဒါလေးရောပေးရဲအဲ့တော့တန်ဖိုးရဆိုရင်ဟိုကတန်ဖိုးများမယ်နော်ဒါဒီကောင်တန်ဖိုးနဲပေါ့သိမလားဟုတ်ပြီအဲ့တော့ဒီ Huawei Watch GT5 ရိုးရိုးကြတော့ဒီ stainless steel နဲ့လုပ်ထားပြီးတော့Huawei Watch GT5 Pro ကြနှစ်မျိုးဆိုပေါ့titanium နဲ့လုပ်ထားရှိပြီး ceramic လုပ်ထားရှိဟုတ်ပြီအဲ့တော့ဒီ Huawei Watch GT5 series မှာဆိုလို့ရှိရင်တော့size ကနှစ်စားရှိရယ်အဲ့ဒါလေးကတော့ယောက်ျားဝတ်ရယ်မျိုးသမီးဝတ်ရယ်ဆိုပြီးတော့နှစ်စားပေါ့နော် Huawei GT5 နဲ့ Huawei GT5 Pro ထွက်ရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့ခွဲကြရတော့မဟုတ်သိမလား 41mm တွေကယောက်ျားဝတ်ချင်လိုက်ရပါတော့တချို့ယောက်ျားလက်တွေကသိတော့သိမှာပဲအဲ့မှာမြင်ရတဲ့အတိုင်းပဲကျွန်တော်ဗမာလက်နက်ကနိုင်ရအရန်ကိုကြီးနေလို့ထင်ရတယ်အဲ့တော့ကျိုးရ short ရယ်အဲ့လိုနဲ့ပဲ adjust လုပ်ရပါတော့ဟုတ်ပြီအဲ့တော့ဒီ Huawei GT5 Pro ရဲ့ body ကတော့ဒီ Aero Space Grade Titanium alloy နဲ့လုပ်ထားရပါတော့ဒါခလုတ်တွေကတော့ကျွန်တော်ထင်ရတော့stainless steel လို့ပဲကျွန်တော်မြင်တယ်ဒါကျွန်တော်ထင်တယ်တင်တယ်အဲ့လိုလုပ်နေတယ်ဟုတ်ပြီဒီနိုင်ကိုရွေးချယ်ဝယ်ယူတဲ့အကြောင်းလေးအခုစပြောမှာဖြစ်တယ်အဲ့ကောင်လေးကဒီ pairing process တောက်ကောင်နဲ့စိတ်နှောက်ယှက်မဖြစ်ဘူးအဓိကလိုအပ်တာဘာလဲဆိုလို့ရှိရင်ဒီ Huawei account ရယ်ပြီးခါဒီ Huawei Help app ရယ်ပြီးခါချင်း app gallery ရယ်ဒီ၃ခုနဲ့လုံးလုံးနေအဲ့လာလေးတခြားလုပ်ဖို့လိုပါတယ်ဒါနဲ့ချိတ်ဆက်မှုဘိုင်းမှာလည်းဖုန်းနဲ့အဆက်အသွယ်ပြလို့ GPS နဲ့ပါတယ်အဲ့လာက watch connection protection လေးပေါ့သူက Huawei Help app ကိုဝင်ပြီးချိန်ရတာဖြစ်တယ်အဲ့ကောင်ကိုဝင်လိုက်ရတဲ့ဖုန်းနဲ့နိုင်ကြားတဲ့က connection ကိုမလွတ်အောင်တက်နေသလား GPS ပြင်အောင်မှကိုသုံးတဲ့ဖုန်းရဲ့အမျိုးအစားပါဖော်ပြပြဒါလေးကကောင်းပါတယ်ဒါပေမဲ့မကောင်းတာက watch connection protection ကဖုန်းရဲ့ setting ကိုလိုအပ်တဲ့နေရာကိုတိုက်ရိုက်ရအောင်ပို့ပေးရမှာမဟုတ်ပြီးရင်ဖုန်းက Huawei Help နဲ့နိုင်နဲ့အများ connect ဖြစ်အောင်လုပ်ရတဲ့ခါကျတော့ပြောရရင်ဖုန်းကတော့ကုန်တာပေါ့နော်ပို့ဆိုတာက Huawei Help ကို recent test ကနေဖြတ်လိုက်ရင်ဖုန်းနဲ့နိုင်ချိန်300 fashion နဲ့အလုံးမလုပ်တော့ပြန်အဓိကစိတ်ဝင်စားကောင်းတာပါလဲဆိုတော့ဒီ Huawei Help အောက်မှာဆိုလို့ရှိရင်ဒီဖုန်းမှာပေါ့နော်ဒီအဲ့ application တော်တော်စိတ်ဝင်စားကောင်းတယ်အဲ့မှာကြည့်လိုက်ရအဲ့မှာ button notification မှာတွေ့ရတယ်ဒီ Help မှာဆိုလို့ရှိရင်ဒီကျမနဲ့ပတ်သက်တာအကုန်စုံတယ်ပြီးတော့ Samsung Help ထက်တော့စုံသေးတယ်တောင်းရတော့လဲနားလေရလွယ်အဲ့ application ကနိုင်သုံးချင်လိုက်ရတယ်ဒါမှမဟုတ်ရှင်ဒီဖုန်းနဲ့လည်းသုံးချင်လိုက်ရတယ်အဲ့ဒီမှာလေဒီတခြား application နဲ့မတူထူးခြားတာပါလဲဆိုလို့ရှိရင်တချင်းနောက်ထောင်လို့ရပါပဲလုံးဝမှလည်းတချင်းနောက်ထောင်လို့ရတယ်ဒါပေမဲ့တချင်းကမြင်များဆဆမရှိဘူးပဲဟိုတင်တော့တချို့လူတွေသုံးဖို့မထင်ပါဘူးအဲ့လားလေးကဒီညဘက်အိမ်မပြောတယ်သူတွေဒါမှရှင်ဒီတင်မလားဒီစိတ်ဖြီစီမူကြောင်ပေါ့နော်ဒီစိတ်ဖြေလျှော့စေရဲ့အရာမျိုးပေါ့နော်အဲ့ကောင်လေးတချင်းတွေသူတို့မှာရှိရဲအဲ့ဒါလေးနားထောင်လို့ရတယ်တင်မလားအဲ့တော့ကူပေးရဆိုတော့အရန်ရောက်မိုက်တယ်တခါမှမတွေ့ဘူးဒီ Samsung Help app မှာဆိုမတွေ့မိဘူးကျွန်တော်သတိထားမိရသလားမတွေ့မိဘူးဒါပေမဲ့ Huawei Help app ကအဲ့လိုသုံးလို့ရတယ်ဒါလုံးဝအရန်မိုက်တယ် Huawei Help app မှာပါဝင်တဲ့ feature လေးစပြောလိုက်ရပထမတော့ဒီ emotional well-being ပေါ့နော် emotional well-being ကဘယ်လိုလဲတော့လဲဆိုလို့ရှိရင် Jesse သမားရဲ့အတွက်အထောက်အကူပြုရဆိုမမအောင်စိတ်ညစ်စရာခန့်ခန့်ကြောင်းရတဲ့သူတွေအတွက်စိတ်ခံစားမှုလည်းစောင့်ကြည့်လို့ရပါတော့အသက်ရှူလေ့ကျင့်ခန်းလမ်းပြပြ feature လေးသုံးလို့ရတယ်အရန်ရမိုက်တယ်ဗျာတဲ့လားဟိုတချို့ဆိုရင်လုံးဝ PC ရဲ့ယောဂရှိပဲကျွန်တော်တို့ဒီဗမာပြည်ဆိုရင်ကျွန်တော်အထင်ပါနော်လူငယ်တန်းတော် PC နေပြီကျွန်တော်တင်ပါတယ်ကျွန်တော်အပါပေါ့ PC လို့အများနဲ့ပြောနေရလူဘွားရလုံးဝစိတ်ပြောက်ပါတယ်ဟုတ်ပြီအဲ့တော့ကိုတတိရှိပေါ့နော်လူတဲ့တိမတခါလေလူစိတ်ခံစားချက်ကတအား PC ရများခါလူကယူသွားတတ်တယ်ဒါကျွန်တော်ထင်တယ်ကျမကြီးဆရာဝန်ပြောပြမှာဟောပြီးရင်အဲ့ဒီနိုင်လေးကဒီ skin temperature တိုင်းပေးရပြီး SPO2 တွေ့ရောက်စီခြင်းတိုင်းပေးရပြီးခါကျ heart rate လည်းတိုင်းပေးရတိုင်းနေတဲ့ခါကျ manually အရာနဲ့တိုင်းလို့ရဆိုတော့ပြီးခါ real time အချိန်မှတိုင်းပေးလို့ရတယ်ပေါ့နော်ပြီးရင် ECG electrolyte ကိုယ်နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးကိုလည်းတိုင်းတာစောင့်ကြည့်လို့ရတယ်ပြီးခါကျ sleep tracker လည်းတိုင်းလို့ရတယ်အဲ့ဒီကောင်ကဒီ exercise ချိန်စောင့်ကြည့်ပေးပေါ့နော်အသက်ရှူတန်ပုံမှန်ဟုတ်မဟုတ်တပါးစောင့်ကြည့်ပြီးကြည့်ရတာအတန်ဖမ်းနေတယ်ကျွန်တော်ထင်တယ်ကြည့်ရအတန်ဖမ်းလို့ရတယ်ပြီးရင် pulse wave okay ထားလိုက်ပါ pulse wave analysis ပဲဆိုတော့ဒီကောင်အတန်မထွက်တာ okay အဲ့ဒီအဲ့ဒီကောင်ကတော့ကျွန်တော်ကဆရာဝန်မဟုတ်တော့လဲတေချာမသိဘူးဆိုတော့စိတ်တော့မရှိပါနဲ့ဟုတ်ပြီအဲ့ကောင်တွေသုံးလို့ရအောင်နော်သုံးလို့ရတာရတော်များရယ်ဗျာတင်မလား
အော်ပြီးတော့နောက်တစ်ခုကျွန်တော်ကြိုက်တာပါလဲဆိုရင်ဒီလူကကြာထိုင်တဲ့ခါကျတော့ရှင်မတက်ရက်ဖို့လည်းသူက suggestion ပေးပါသေးတယ်အဲ့ဒီကောင်လည်းကောင်းတယ်အဲ့ဒီခုကတော့မဆန်းတော့ပါဘူးကျွန်တော်ဒါပေမဲ့ Huawei watch လို့နိုင်မျိုးမှာပါမယ်လို့ကျွန်တော်မထင်တာဘူးဘာလို့ဆိုဒီ Samsung Galaxy watch တော့လုံးဝသုံးနေတယ်ဒါပေမဲ့ဒီတစ်ခုပါလာတော့လုံးဝကောင်းတယ်အကဲကိုပြည့်သွားပြီဆိုရှင်တော့ဒီမှာဟိုလည်းပြောပါတော့10,000 steps လို့ဒီမှာဒီလမ်းလျှောက်တဲ့အချိန်1000ပြည့်သွားပါပြီလို့အဲ့လိုပြရဲပြီးကောင်းရှင်ဒီမှာမတ်တက်ရဖို့ဘယ်နှခုကျန်တာစလုံးဝပြရဲအရမိုက်တယ်ပြီးအဲ့မှာထပ်သုံးလို့ရပါဆိုဒီသူ့ရဲ့ workout တရားပါနော် workout ကဘယ်နှခုရှိလဲဆိုတော့အခု100ရှိတယ်နဲရမှာအခု100ဟုတ်ပြီအဲ့တော့အခု100မှာကျွန်တော်သုံးကြည့်ရတော့ဆိုရင်မစိုးပါဘူး outdoor ပဲသုံးတယ်ဆိုတော့ outdoor ဒီလမ်းလျှောက်တာပညာဆိုတော့သုံးတဲ့ခါကျတော့မစိုးပါဘူးဒါပေမဲ့ကျွန်တော်ကဒီကျမကြီးလိုက်စားရသူမဟုတ်တဲ့ခါကျတော့ Honda T9 လောက်ပဲလမ်းလျှောက်တယ်ဆိုတော့စိတ်တော့မရှိပါနဲ့ကျွန်တော်နည်းနည်းအပြင်းတော့ထူတယ်တင်လားဟိုကိုကျမကြီးနဲ့ပတ်သက်ရင်ပေါ့နည်းနည်းအပြင်းတော့ထူတယ်မစိုးပါဘူးဒီ GPS လို့ပြခါရှင်တင်လားဟို route number ဒီမြေပုံလမ်းရဒီတိုင်းတာပြီးရဆိုတော့နည်းနည်းပပတီးတော့ကြာအရင်တော့မဟုတ်ဒါပေမဲ့တင်လားတီးကြတယ်ဆိုတော့ဒါပေမဲ့အရင်တော့မဟုတ်အဲ့လားလေးကအတိပေးခြင်းနဲ့အဲ့မှာတပါတဲ့ပြောပြဗျာဒီနှလုံးခုန်တော့ကစပြီးတော့ဒီ pace ကဘာလဲမသိပြီးတော့ horizon ပြီးတော့ altitude အစားရှိတယ်အဲ့လားလေးပြပေးရကျွန်တော်တို့တခြားမသိနော်အပြီးအဲ့မှာတွေ့ရက golf course ပေါ့နော်မပြောလိုက်ဘူးဖြစ်မှာဆိုလို့ဘာလို့ဆိုတော့ဒီ Huawei ဘက်ကဒီ selling point ကဒီနိုင်ရောင်းနေကြဒီ golf course ပဲဒီကောက်ရက်သမားတွေအတွက်ပဲဖန်တီးပြီးဆိုတော့ဒီကောက်ရက်တဲ့ခါရောက်ရှင်ဒီမြေပုံမှာကိုကောက်ရက်တဲ့အကွာဝေးဘလောက်ဆိုတော့ပြပေးရဒါပေမဲ့ကျွန်တော်ကောင်းမြတ်ဘူးတော့မသိဘူးပဲဆိုတော့ဒါပေမဲ့သုံးလို့ရဆိုတော့ကျွန်တော်ပြောချင်တယ်သုံးလို့ရတယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံးလေးဒီမှာပြောပြလိုက်ရအောင် okay workout တွေမှာကျွန်တော်အကြိုက်ဆုံးလေးပြောမယ်ခဏလေးအခုမှတကယ်ဒီကနေလာ workout ဝင်နေဝင်ရကရှင်အမအများကြီးတားလို့ရပဲတကယ် workout ကအခုပေါင်း100ကျော်လို့ပြောတာကြော်ညာထဲမှာဆိုရင်တော်များတာရအောင်များတာကျွန်တော်မသိရအများကြီးပဲအဲ့မှာထက်ချင်တဲ့ခါကြောက်ရှင် add ဆိုရှိ add အဲ့ကိုနေတဲ့ခါရှင်သွားရ strength ရှိရ Spanish ရှိ step ရှိ L walker aerobic အရအောင်များတာ Pilates ပြီးကရှင် functional training physical training ပြီး taekwondo boxing လက်ဝဲထိုးချင်လားပြီး karate ချချင်လားဟာရတဲ့များရွယ်ပြီးကချင်လားမလေး bike ကရှိရ jazz dance ရှိရပြီး Latin dance ရှိရပြီး ballet ရှိရပြီးက street dance ရှိရ plaza dancing dance general မတွေ့ဒါကျွန်တော်အကြိုက်ဆုံးပဲဘာလို့ကျွန်တော် game သမားကိုစေးသမားမဟုတ်အဓိကဟုတ်ပြီပြီးတော့ဒီသူ့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ခါရောက်ရှင်နောက်တစ်ခုကရာသီလာရဲ့ cycle တော့တိုင်းတာပြီးရ You what ဒါတကယ်ပြောတာဒါနောက်စီရမဟုတ်တကယ်သုံးလို့ရတယ်ဒါပေမဲ့တခုရရှိရဒီနိုင်ကတော်တော်ပါနေတယ် cycle calendar ကဖုန်းမှာသုံးလို့ရတယ်နိုင်ပေါ်မှာသုံးလို့မရဘူးဟုတ်တယ်နိုင်ပေါ်သုံးလို့မရဘူးကြည့်ရတာကျွန်တော်သုံးတဲ့နိုင်ကလူကြီးဝက်မျိုးစားဖြစ်တာကြောင့်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့နောက်တစ်ခုဒီ feature ကတော့barometer တိုင်းလို့ရလေဖီရတိုင်းလို့ရလို့ပြောတာပဲဟုတ်ပြီအဲ့တော့သူ့ရဲ့ဒီ function တွေပြလဲ function feature ဒီကျမ်းမိုင်နဲ့ပတ်သက်တာခဏရက်လိုက်ရဟုတ်ပြီအဲ့တော့ဒီ file phone ကိုဒီ control center ကိုမဟုတ်ဒီ application မှာကိုဖုန်းရဲ့ bluetooth connection ချိတ်သွေးရှာလို့ရတယ်ပေါ့နော်မစိုးပါဘူးအကယ်ဖုန်းပျောက်သွားလို့ထင်တဲ့ခါရှင် bluetooth connection ရှိသေးရတော့ရှာလို့ရပါကောင်းတယ်ပြီးတော့ဖုန်းခေါ်လို့ရရင်ပြီးခါ message ကလည်းစာပြန်လို့ရရင်ပြီးခါ notification message ကြတာဆိုအချိန်နဲ့တပိနေလုံးဝအောင်ပြသပေးရအောင်နော်ပြီးဖုန်းနဲ့တချင်း control လုပ်လို့ရပါသေးတယ်ဒါကလုံးဝကောင်းတယ်ဒါကရှိတဲ့နော်ဗောနော်ဖြစ်တဲ့တချင်း control ကတချင်း app တွေမကဘူး YouTube ကတချင်းတွေက control လုပ်လို့ရသေးတယ်နောက်တစ်ခုကနိုင်မှာ crown ring ပေါ့နော်အဲ့ကောင်နဲ့ဒီ side button ကိုအတူနှိုက်လိုက်ရတဲ့ screenshot ရိုက်ပြီးအဲ့တော့ဒီနိုင်မှာဆိုလို့ရှိရင်ဒီ side button တို့မဟုတ်ဒီ down button ဆိုတော့အဲ့ကောင်တစ်ချက်နဲ့ခါရှင်နှလုံးခုန်လုံးပြတ်တာပြီးအကယ်၍နှစ်ချက်နဲ့ခါကြလို့ရှိရင် wallet app ပြပြီးwallet app ဆိုပြောမယ်အဲ့ wallet app က NFC နဲ့တွဲတော့မှာနော်ဟုတ်ပါတယ်ဒီနိုင်ရ NFC ပါတယ်ပြဿနာပါလဲဆိုတော့ပတ်စံရှင်းလို့မရဘူးเนาะအဲ့တခုပါပဲအဲ့တော့ဒီကောင်ကဘယ်လိုနေရာသုံးလဲဆိုလို့ရှိရင်
smart door လို့တမို့ဒီ smart elevator ဆိုတော့တချို့ကြဒီကနမဖြတ်ပြီးတော့သုံးလို့ရအရာရှိဒီ elevator တွေမှာအဲ့လိုမျိုးသုံးလို့ရတယ်ဟုတ်ပြီအဲ့ဒီနိုင်ရဲ့ဒီ battery light ကြောင်းလေးပြောမယ်ဒီ battery ကသူ့ကြော်ညာထဲမှာဆိုလို့ရှိရင်တော့2ပတ်လောက်ခံတယ်လို့ပြောရဲ maximum เนาะပြီးခါချင်းတာမန်အချမ်းမြင်းသုံးကျင်တဲ့ခါရှင်9ရက်လောက်သုံးလို့ရပြီးခါချင်း9ရက်လောက်သုံးလို့ရအဲ့လာကဒီ AOD နဲ့သုံးလို့ရလို့ပြောရဲပြီးအားသွင်းခါဒီ60မိနစ်အားသွင်းလို့ရလို့ပြောတယ်ဟုတ်ပြီကျွန်တော်ဒါသုံးကြည့်ရခါကျတော့ always on display အများနဲ့ဖွင့်တယ်အခုတွေ့ရတယ်ပဲ always on display နဲ့သုံးတာအဲ့ကောင်ကရေဘူးရအပြင်9ရက်လောက်ခံတယ်ကြခံတယ်မစိုးသုံးရအဆင်ပြေဒါပေမဲ့တခုရှိရက battery ကကြာရှည်ခံမှုကဘာမှမူတည်နေလဲဆိုတော့ always on display နဲ့မကောက်အောင်ဒီကိုသုံးတဲ့ဒီ watch face ပေါ်နဲ့မူတည်ရ watch face အဲ့မှာကြာထောက်ချက်ခါချင်းတွေ့ရတယ်ဒီ power level 2လို့ပြရဲဒီကောင်ဆို power level 1လို့ပြရဲတဲ့နော်ဒီ power level 1လို့ပြရဲအဲ့ဒီကောင်မှလည်းမူတည်ရပါတော့ဒါပေမဲ့များသောအားဖြင့်တော့1 3 2 3ဖြစ်နေတဲ့ခါကျဒါကျွန်တော်မကျင်းသေးဘူး battery life ကပါနော်အဲ့တော့ဘလို့3 9ခံပါတယ်ပြီးတော့ဒီနိုင်မှာဆိုလို့ရှိရင်အကျန်းခံနိုင်မှုတော့ကတော့ဒီ IP69K ကိုမှ5ATM ပါလို့ဒီဗာလဲ diving ထိုးရခါကြီး40မီတာလောက်ထိုးလို့ရလို့ပြောတာပဲဒါကျွန်တော်လက်တက်မဆိုင်ရတော့ပါဘာလို့ဆိုတော့ဒီနိုင်က Samsung ကြွသွားပြီကျွန်တော်ထပ်မလို့ရတော့ကြောက်တယ်ရုံလည်းမယုံရဒီ industry နဲ့ပတ်သက်ရရပေါ့အော်ပြီးတော့40မီတာရင်ငုံလို့ရတယ်ဆိုပြောရမယ်ဟုတ်ပြီအဲ့ဒီကောင်ကဒီ workout app ထဲမှာလည်းဒီ free type ကိုနှိပ်တဲ့ခါကျရင်ငုံချိန်ပြသပြီးလို့ရရဲ့ function တွေပါပါနော်ရင်ကောရမောပြရပါဟုတ်တယ်မလား Okay အဲ့တော့ဒီနိုင်နဲ့ပတ်သက်ပြီးဘာလုပ်လို့ရမလဲဒီကောင်ကနိုင်ကျိုးဖြုတ်လို့ရတယ်နည်းနည်းလေးအားဆိုင်ရတခါလေးအခုကျအားဆိုင်ကြမလို့တော့ဒီကောင်ဝယ်ချင်းတော့နည်းနည်းအားဆိုင်ရတဲ့အချိန်မျိုးရှိဒါဒီကောင်အားဆိုင်ကြမလို့ကောင်းတယ်ဟုတ်ပြီအဲ့တော့ဒီကောင်ဒီတပ်ပါတီသုံးလို့ရတပ်ပါတီကျွန်တော်ပြမယ်ဒီလိုမျိုးတပ်ပါတီလေးဝယ်သုံးလို့ရတပ်ပါတီ watch strap သုံးလို့ရတယ်မစိုးဟုတ်တယ်ကျွန်တော်နှစ်ခုဝယ်ထားတယ်နှစ်ခုကဘယ်လိုပြောရမလဲ okay ပါရဲ့များတော့အဖြစ်ရလေတင်လားဒါဒီကိုဝက်စားကိုမူတည်ရပါတော့ကျွန်တော်ကြိုက်တဲ့ရအောင်တော့အစိမ်းအောင်နဲ့တကယ်ဒီ titanium အရောင်မှာတော့ဒီကောင်အရောင်မျိုးအဲ့ကောင်အရောင်မှာမရှိဘူးအဲ့တော့ဒါလေးပဲယူလိုက်ရဆိုတော့အဲ့ကောင်လည်းတက်လို့ရတယ်ဒီကောင်လည်းဒီနည်းနည်းလေးအားဆိုင်လိုက်ပါအဲ့လိုမျိုးဒီကောင်ဝတ်တဲ့ခါကျဒီ Samsung ဝတ်ခဲ့ရတယ်လို့မျိုးပေါ့နော် feel မျိုးပေါက်တယ် watch face ကတော်လာကြည့်လို့လည်းအရင်ကောင်းတယ်တခါတည်းရချင်းကျွန်တော် customize ခဏလုပ်ဖြစ်တယ်အပြင်ထွက်တိုင်းပေါ့နော်ဒီကိုဝတ်တဲ့အင်ဂျင်မူတည်ပြီးတော့အရောင်နဲ့လိုက်ဖက်လို့ကျွန်တော်ခဏလုပ်တယ်ဒီ Samsung တော့လုပ်ခဲ့အခုဒီ Huawei လည်းကျွန်တော်လုပ်ခဲ့ watch face ကတော်သဘောကျကောင်းတယ်ပြီးရင်တခါလေးဈေးလည်းကြီးရယ်အဲ့ကြီးရကောင်1000ခွဲလောက်ပေးရတယ်ဒါကျွန်တော်ထင်ပါနော်ဈေးနည်းနည်းများလို့ခံစားဒါတော်လှရဲအဲ့ကောင်နဲ့ပတ်စံစုပြီးတော့ဝယ်မလို့စဉ်းစားတာ watch face တော်လှလို့ဒါနဲ့ပြောရရင် watch face ကို app ကနေ down တဲ့အခါမှာ watch နဲ့တွဲပြလို့အဆင်ပြေကြည့်ရတယ်လွယ်ပြီးတော့ပိုကောင်းတာက watch face တစ်ခုကိုဝင်ကြည့်ရတဲ့အခါသူတို့ရဲ့ always on display ကိုပါကြည့်လို့ရတယ်ဒါပေမဲ့တချို့ watch face ကြတော့ always on display မရတာရှိတယ်ဒါပေမဲ့အဲ့လို watch face ကြရင်တော့အများနဲ့ default mode ရင် always on display ကိုပြပေးရအောင်နော်ကြည့်ရတာတကယ်တမ်းကျတော့ဒါတွေက watch face ဖန်တီးရဖို့မူတည်ရပါတော့ဟုတ်ပြီအဲ့တော့ဒီနိုင်ရဲ့အာသာချက်ကမြန်ပြောပါဆိုလို့ရှင်တော့ပေါ်ပါတယ် battery ကျန်းခံတယ်ဒီလောက်ပဲဘာလို့ဆိုတော့ရှင်းကြည့်ပါဒီ Samsung Galaxy Watch 5 Pro ဆိုတော့လုံးဝဝယ်ရတာbulky ဖြစ်တယ်ပေါ့နော် bulky ဆိုတဲ့2ပဲပြီးခါချင်းလက်ကောက်ဝယ်တဲ့နာဝယ်ရဒါဒီတစ်ခုကအဲ့လိုမဟုတ်ဘူး battery ကျန်းခံတယ်ပြင်တော့မှဒီမှာပေါ့ပါဝယ်လို့ရပါနော်အဲ့ဒါမစိုးဟုတ်ပြီဒီ watch strap ပြောင်းဝဲရအကြောင်းရပါလဲဆိုရှင်တခါလေညဘက်အိတ်တဲ့ခါကျဒါနဲ့ဝက်အိတ်တက်တာပေါ့နော်ဟိုကောင်ကကျတော့နည်းနည်းအမွေးညက်တယ်ဆိုတော့အဲ့ကောင်နဲ့ဝက်ပြီးမအိတ်ချင်ဘူးအဲ့ဒါလေးနဲ့ပြန်ပြောင်းပြီးဝက်တယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီနိုင်ရဲ့အားနည်းချက်ကိုပြောလိုက်ရအားနည်းချက်အားနည်းချက်ကတော့တိတ်တော့မြန်ဆန်းမရှိပါဘူးကွာဟာတိတ်မြန်ဆန်းမရှိဘူးရှိရကပါလဲဆိုရှင်ဒီ application ပေါ့နော်အဲ့ဒီ application ကတိတ်အများကြီးမကောင်းတဲ့အထူးသဖြင့်ဒီ app gallery ပေါ့ဟိုသိမလားအဲ့ထဲမှာရှာပြီး down ကြီးအခါ300ဆိုဒီပါရမတ်ပဲ3ဖြစ်တယ်ပါရမတ်ဘာလို့ပါရမတ်3ဖြစ်လဲဆိုဒီ workout မှာသိမလား outdoor workout လုပ်တဲ့ခါရှင်လိုအပ်လို့လေပြီးကမြေပုံပါ down သွားတယ်အဲ့ခါကျတော့တောင်းရတယ်ပြီးရင်သိရတယ်ဒီနိုင်ရHarmony OS
final runner အတွက်ကြောင့်မလို့ဒီမှာ Google သုံးလို့မရဘူးဆိုတော့ဒီကောင် Google မရဘူးဒါအားနဲ့ချက်လို့ပြောလို့ရတယ်ထင်ပါတယ်ဒါ Google သုံးလို့မရဘူး okay ဒါပေမဲ့တော်သေးရဒီဖုန်းတိုင်းနဲ့ချိန်ရလုံးဝတော့အဆင်ပြေတယ်ပြီးရင်နောက်တစ်ခုfan fat ပြပြမယ်ဒီ Huawei CEO ကိုယ်တိုင်ကလည်းHuawei ကိုသုံးရတာကြိုက်တယ်လို့မဟုတ်ဘူးသူတို့ဖန်တီးရတဲ့အရာပေါ့နော်ဒါပေမဲ့သူကိုယ်တိုင်နေဒီ Apple fan ဖြစ်နေတယ်အရန်သိတာရယ်ဟုတ်တယ်အဲ့ဒါဒီ Huawei Watch ကိုချိန်တဲ့ခါကျတော့ရှင်ကင်မရာရိုက်လို့ရအောင်လို့သုံးလို့ရတယ်ဒီ iPhone သုံးလို့ရတယ်ပြီးခါဒီသူထုတ်ထားတဲ့ဒီ Huawei phone သုံးလို့ရတယ်ဒါဒီ Android ကတော့မရအောင်အဲ့ဒီကောလုံးဝစိတ်ပြတ်မိ Android phone မရဘူး remote shutter button ဆိုတော့အဲ့ကောင်ဒီ Android တော့မရဘူးရတာကဒီ iPhone ရတယ်ပြီး Huawei အတွက် Huawei phone ရတယ်ဟုတ်ပြီအဲ့တော့နောက်ဆုံးမသွားခင်မှာကျွန်တော်မကြိုက်တဲ့ချက်လေးနဲ့ပြောချင်တယ်ဟုတ်ပြီအဲ့လာပါလဲဆိုရှင်ဒီကောင်က Harmony OS နဲ့ run တာဖြစ်တယ် Harmony OS နဲ့ run တာကျွန်တော်အရန်ရောက်ကြိုက်တယ်ဗျာညာတော့အဖြစ်ကတော့ဒီနားရဲ့300ကျော်အရောက်နေတယ်တခုရှိရကဘယ်လိုပြောလဲ Samsung နိုင်နဲ့ဘာကွာလဲဆိုတော့ Samsung ကကြာဒီ Google Play နဲ့တွဲသုံးလို့ရတဲ့အတွက်ကြောင့်မလို့ application နဲ့အဆင်ပြေဒါဒီတခုကတော့ application တော့အကန့်အသတ်ရှိရအဆင်မပြေဘူးတဲ့နော်ဒီ application တော်တော်နေဒီ app ကန်လိုက်မှာ download ရတာဆိုတော့ဒီကောင်လေးပဲရှိရဖတ်ရမှတ်မရှိရကျန်တဲ့ကောင်လေးပတ်စံပေးရတယ်ဗျပတ်စံပေးရအဲ့ဒါမကောင်းဟုတ်ပြီအဲ့တော့ဒီနားရဲ့ဝယ်သင့်လားဟုတ်ပြီအဲ့တော့ဒီနားရဲ့ဝယ်သင့်ပါညံပြောလိုက်ရဝယ်သင့်တယ်ဝယ်သင့်လို့ဒီကောင် review လုပ်ချင်တာ okay ဟုတ်ပြီအဲ့နားရဲ့high မျိုးစားမဟုတ်အဲ့ဒါအရင်ဆုံးပြောချင် high မဟုတ်ပါအဲ့ကောင် high ကပါလဲဆိုတော့ဒီ Huawei Watch 4 Pro ဖြစ်တယ်အဲ့ကောင်လေးရတာ high ပါနော်ပြီးသုံးလို့ရ function နဲ့လုံးဝစုံတယ်ဟို Samsung ကိုနည်းနည်းမှီရပါနော်တင်လားနည်းနည်းပါမှီရဆိုတော့ဒီကောင်ကတော့တိတ်တော့မမှီဒါပေမဲ့လူတွေလိုအပ်တဲ့ basic အခြေခံလေးပေါ့နော်အဲ့အခြေခံလေးရလုံးဝတော့ပါတယ်ပြီးလုံးဝတော့အသုံးဝင်တယ်အဲ့တော့အခု GT5 Pro နဲ့နောက်ဆုံးပေါ် high end ဖြစ်တဲ့ Watch 4 Pro နဲ့ပါကွာလဲဆိုရှင်နောက်ကသုံးမိရပါတော့သူကဒီ layer နည်းနည်းလေးကွာဝိုင်းလို့ပြောဒီသူ့ရှိရသုံးခဲ့ True Sense နီးပညာပေါ့နော်ကျွန်တော်လည်းသိချာတော့မသိဘူးအဲ့ဒါကြီးကွာဝိုင်းပြီးတော့ဒီ True Sense မှာသုံးမိတဲ့နီးပညာတက်ကဘယ်လိုပြောဒီကျမ်းမာရေး tracking မှာဘယ်လိုပြောလဲအထောက်ကူပို့ပြီးတော့တိုးတက်စေရဆိုပါတော့ကြည်ရတယ်သူတို့အဲ့လိုပြောတာပဲပြီးတော့ဒီ Huawei Watch 4 Pro ခလုံးနဲ့ချက်နေတဲ့ခါရှင်ဒီquick bar နှိပ်လို့ရကွာအဲ့လိုမျိုးသုံးလို့ရပြီးတော့ရှင်ဒီ display က LTPO display နဲ့သုံးတာဒါဒီတကူကတော့AMOLED display ဆိုပါ LTPO မဟုတ်ဒါပေမဲ့ LTPO ပိုင်းအတွက်ကြောင့်မလို့ဒီ always on display သုံးတဲ့ခါရှင် battery size နဲ့သက်သာစေရပါဒါဒီတကူကတော့ဟိုတာမန်ပါလေ AMOLED display ဆိုတော့အဲ့ဒါတွေသုံးမိရတယ်ပြီးတော့ Watch 4 Pro က eSIM ရတယ်အဲ့တော့ဖုန်းမလိုဘဲနဲ့ဖုန်းဆက်လို့ရရပါတော့အဲ့ချိန်မှာ Huawei G5 Pro ကတော့တင်မလားရှိမနေဘူးပေါ့ဒီ Huawei Watch 4 Pro မှာပါတဲ့အပိုင်းတွေပေါ့အဲ့မှာ G5 Pro ကရှိမနေဘူးဟုတ်ပြီအဲ့တော့ဒီလောက်နေမှာအဆုံးသက်ချင်တယ်အခုလိုကြည့်ရှုပြီးဆိုအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ် peace